3, 2, 1 Hello ကဲကဒီနေ့မှာလူငယ်တွေအတွက်အမေးများရဲ့နေကုန်းလေးတစ်ခုပေါ့ဖြည့်ပေးမယ်ပေါ့နော်။မာရေး pro player ဖြစ်ချင်တယ်ဘာလုပ်ရမလဲ။ tournament တွေမများဝင်ပြိုင် experience တွေများရှာ။ကဲအဲ့တော့အဲ့လိုလုပ်ချင်တဲ့ pro player လမ်းကြောင်းပေါ်သွားချင်တဲ့လူငယ်တွေအတွက်အခုဒီနေ့မှာဆိုရင်NFC Ace Rise to Challenge Tournament လေးအကြောင်းအရာပြောပြပေးမယ်။ဒီ tournament လေးရဆိုရင် NFC ကနေပြီးတော့ပထမဆုံးအချိန်အနေနဲ့ဦးစီးဦးဆောင်ပြုလုပ်ပြီးတော့ကျင်းပထားတာဖြစ်ပြီးတော့ Mythic C နဲ့လည်းပူးပေါင်းပြီးတော့ဆောင်ရွက်ထားတာဖြစ်ပါတယ်။အဲ့တော့ဒီ tournament လေးရဲ့ registration fees ကတော့ free ပါ။ free registration တင်လို့ရတယ်။ပြိုင်ပွဲအတွက်ဝင်ပြီးတော့ပြိုင်မယ်ဆိုရင်ဘာအရင်ဆုံးလုပ်ရမလဲဆိုတော့ကို team 9ရက်ကိုအရင်ဆုံးရှာလိုက်ပြီးတော့ကိုနဲ့တူတိုက်ပွဲဝင်မယ်9ရက်ကိုရှာလိုက်ပြီးတော့ registration အရင်ဆုံးတင်registration ကာလကနိုဝင်ဘာလ10ရက်နေ့ကနေပြီးတော့အခုနိုဝင်ဘာ16ရက်နေ့ဆိုရင်registration ပိတ်မှာဖြစ်ပါတယ် tournament ကာလကတော့နိုဝင်ဘာ18ရက်နေ့ကနေပြီးတော့20ရက်နေ့ထိကျင်းပပြုလုပ်တော့မှာဖြစ်ပါတယ်ဒါနဲ့ပတ်သက်တဲ့NFC Ace Rise to Challenge Tournament နဲ့ပတ်သက်တဲ့ information တွေကိုသိချင်တယ်ဆိုရင် NFC ရဲ့ official page နဲ့ Mythic C ရဲ့ official page လေးမှာတွားပြီးတော့ကြည့်လို့လည်းရပါသေးတယ်ရှင်နောက်ထပ်အရေးကြီးတာတစ်ခုကချန်ပီယံရသွားဘာရမှာလဲချန်ပီယံရသွားမယ်ဆိုရင် Diamond 1000ဒါအပြင်မှာ Mythic C official jersey 9တယ် NFC gift set 9ခုစီပေးရတော့မှာဖြစ်ပြီးတော့ runner up ရရှိရဲ့အသိအတွက်ကလည်း Diamond 2500နဲ့အတူ NFC gift set 9ခုစီကိုရရှိမှာဖြစ်ပါတယ်အဲဒီတော့pro player ဖြစ်ချင်တဲ့လူငယ်တွေအတွက်ကတော့သတင်းကောင်းလေးတော့ပေးပြီးသွားပြီเนาะနဲ့တူတူစုံဖို့အတွက်ကိုဒီ tournament လေးကိုဝင်ပြီးတော့ကြိုင်ရင်းနဲ့တို့တွေဝင်နိုင်ဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ် see you ပါ